ဒီဘောတက်ချက်ဟုတ်လည်းမရအောင်ဘယ်လိုထုတ်လို့မရအောင်နိုင်နော်ညီပါနဲ့တကယ်ပြောတာဒီတယောက်ကလေတီကီလာလာခေါ်နေတာဒီမှလည်းမသိဘူးရောချလိုက်ပြီတော့ချလို့တယ်သူလည်းမသိဘူးတော့ဒီအဲ့တော့အဲ့လိုပဲနာမည်ကြီးထမင်းနဲ့ဆိုတာကျမမှာဆိုအင်တီတခါသိမ့်ပြီးကမှသူတို့တခါကန်လိုက်နေရဒီဘိုင်ကြီးမှလည်းမသိဘူးဘိုင်ကြီးမှလည်းမသိဘူးတော့ဘလူးမှလည်းမသိဘူးလို့ကြည့်နေတာတခါပဲခေါ်လိုက်တော့ကြောက်လို့သူများတော့ဟိုလိုပြောရမှာမဟုတ်ပါဘူးကြောက်လို့အဲ့မငါတို့လည်းမပြောပါဘူးနာမေးပြောဘာလို့ကြည့်လို့ကြည်ရလဲချွတ်ချမှာပြည်ကျင်လေလိုက်လူနေချင်းလာကြည့်လေသူများကိုကြီးလာမခေါ်လဲဒီကြောက်လေသူ့ဘက်ကလည်းလက်ဆောင်မချဘူးကိုယ့်ဘက်ကမှလူမရှိပါဘူးသူကလက်ဆောင်မချတော့ဟုတ်လားဥပမာကပါဘာမောလဲတယ်လီစိတ်ရမ်းတူဒီမှာဟိုပါဆိုကြောင်ကြောက်နေပါဆိုဟိုလိုကစပူတာလာပေးရလူဒီကစပူလာပေးရလူကျမတယောက်တည်းကိုသူများမြင်မှာထင်ကြီးခံနေရတယ်ဒီတသိန်းကျော်တလားရင်းနဲ့ရမဟုတ်နော်အဟုတ်ကြီးမှန်မနေကြဘူးကျမတို့သူလည်းမသိဘူးအဲ့ခုမှလည်းစလွင်လာတဲ့ဒီတသိန်းကျော်တောင်ရတာပေါ့မဟုတ်ပါဘူးလို့ရှင်းပြရရတယ်ဆောက်ထက်မင်္ဂလာပါvoilà သူကစီးနဲ့ကုတ်တယ်နဲ့တူတယ်စီးနဲ့ကုတ်တယ်နဲ့တူတယ်လုံးဝဒီဖမ်လာအဲ့နဲ့လားဒီဘိုင်းမှာပြရအဲ့နဲ့ဒီဘိုင်းမှာပြရ